မင်္ဂလာဦးညမှာဇနီးတေဖြစ်သူကခင်မုန်းဖြစ်သူကိုရောက်ခမစီကလာတဲ့ဖုန်းကိုမကင်ဖို့တားမြစ်ခဲ့မိပါတယ်မတော်တဆပဲနောက်တနေ့မှာတော့ရောက်ခမကြီးဟာအုံနောက်သွေးကြောပြက်ပြီးလေးဖြတ်သွားခဲ့ပါတယ်ညကဖုန်းခေါ်တာမကင်လို့ကုသမှုနောက်ကျသွားတာငါလေးဖြတ်သွားတာနင်းကြောင်ဆိုပြီးရောက်ခမကအပြစ်အလုံးကိုဇနီးတေအပေါ်ပုံချလိုက်ပါတယ်အမျိုးသမီးဟာလည်းစိတ်မကောင်းဖြစ်ပြီးအပြစ်ရှိတယ်လို့ခံစားရတာကြောင့်ရောက်ခမကသူ့ကိုဘလို့ပဲရိုက်ဆဲငုံခံပြီးအနစ်နာခံပြုစုခဲ့ပါတယ်ခင်မုန်းဖြစ်သူကလည်းသူ့ကိုတနာပြပြီးနှစ်သိမ့်ပေးတတ်တာကြောင့်ဒါလေးကိုပဲအာကူပြီးဒီငရဲလိုအိမ်မှာသူတီးခံနေခဲ့တာပါဒီနေ့မှာတော့ရောက်ခမကသူတို့ရဲ့အိမ်အောင်ရေးစာချုပ်ကိုတမင်ဖျက်ဆီးပစ်လိုက်ပါတယ်အမျိုးသမီးကစာချုပ်အစ်စ်သွားလို့ဖို့ရုံးကိုသွားတဲ့အခါမှာတော့ဝန်ထမ်းကရှင့်ခင်မုန်းကလွန်ခဲ့တဲ့23ရက်ကလေးကကွာရှင်းခွင့်လျှောက်ထားပြီးသားပါအခုကတော့9ရက်ပဲကျန်တော့တဲ့စောင့်ဆိုင်ကာလဖြစ်နေလို့အစ်စ်လုပ်ပေးလို့မရဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီတော့မှအမျိုးသမီးဟာလွန်ခဲ့တဲ့23ရက်ကခင်မုန်းဖြစ်သူကသူ့ကိုစေဖို့စည်ရင်တွေဆိုပြီးအပြင်းအကျပ်လက်မှတ်ထိုးခိုင်းခဲ့တာကိုသတိရသွားပါတယ်အဲ့ဒါဟာတကယ်တော့ကွာရှင်းစာချုပ်ဖြစ်နေခဲ့တာပါအမျိုးသမီးဟာ9နှစ်ကြာတန်ရောစင်တွေဘာလို့ဒီလိုဖြစ်ကုန်တာလဲဆိုပြီးစိတ်ပြက်လက်ပြက်နဲ့ဆေးရုံခန်းကိုပြန်လာတဲ့ခါမှာတော့ပိုပြီးရက်ဆက်တဲ့အမှန်တရားကိုတွေ့လိုက်ရပါတယ်ရောက်ခမကြီးဟာအငယ်နောက်မနဲ့အတူရင်မောပြီးအခန်းထဲမှာလက်လျှောက်နေတာပါရောက်ခမငါလေးဖြတ်ချင်အောင်ဆောင်နေတာတိတ်တော်တာပဲမဟုတ်လားဟိုမိမတော့ငါ့ကိုပြုစုရတာနဲ့တော်တော်နာကျင်နေမှာပဲနောက်ထပ်လအနေငယ်လောက်ထပ်တရုပ်ဆောင်လိုက်ရင်ငါလုံးဝကောင်းသွားပြီးအတိကကတော့ငါဖုံးမကင်တဲ့အတွက်သူ့ကိုဝစ်လဲအောင်လုပ်နေတာပဲအမျိုးသမီးဟာအပြင်ကနေကြားလိုက်ရပြီးတုံ့လောက်သွားပါတယ်ပူပြီးရင်ကျိုးရတာကသူ့ခင်မွန်ဟာဒါကိုတည့်ရက်နဲ့မိခင်နဲ့အတူပေါင်းပြီးသူ့ကိုလှည့်စားနေတာပါသူတို့တမိသားစုလုံးဟာသူ့ကိုအယူတယောက်လိုကစားနေကြတာပါအမျိုးသမီးဟာအမှန်တရားကိုသိသွားပေမဲ့ချက်ချင်းထမောက်ခွင့်ပဲ9ရက်ကြာမှသူ့ရဲ့တကယ်မိသားစုကြီးစီကိုပြန်ဖို့စီစဉ်လိုက်ပါတယ်အိမ်ပြန်ရောက်တဲ့အခါခင်မုန်းကိုကျမဒီနေ့ရုံးကိုသွားခဲ့တယ်လို့ပြောလိုက်တော့ခင်မုန်းကဒါကအမေစိတ်ချမ်းသာအောင်လုပ်ပေးတာပါကိုလည်းမတက်တာလို့ပါဆိုပြီးလိန်ညာပြီးနှစ်သိမ့်နေပြန်ပါတယ်ဇနီးတဲ့ကတော့ဘာမှပြန်မငင်းတော့ပါဘူးရက်အနေငယ်ကြာမှအငယ်နောက်မှာသူတို့အိမ်ထဲကိုအပိုင်စီးပြီးဝင်လာပါတယ်အိမ်ငယ်ရမှာဇနီးဒီကိုယ်တိုင်ဆွဲထားတဲ့ပကြီးကားတွေကိုကြည့်ပြီးအရန်ရုပ်ဆိုးတာပဲအကုန်ခွာချပြီးလွှင့်ပစ်လိုက်လို့အငယ်နောက်ကအမိန့်ပေးပါတယ်ဇနီးတဲ့ကခင်မုန်းကိုကြည့်ပေမဲ့ခင်မုန်းကဒါတွေကတန်ဖိုးရှိတာမှမဟုတ်တာနောက်မှပြန်ဆွဲပေါ်လို့ပဲပြောခဲ့ပါတယ်အငယ်နောက်ကအိတ်ခမ်းမကြီးကိုပါလူယူတဲ့အခါမှာတော့ဇနီးတဲ့ကထူးဆန်းစွာနဲ့ပဲခေါင်းငုံခံပြီးအိတ်ခမ်းကိုပြောင်းသွားပါတယ်သမင်းစားချိန်မှာရောက်ခမကငါသားနဲ့ရှောင်းလို့မင်္ဂလာဆောင်ပေးရမယ်ဒါငါရဲ့ဆန္ဒပဲလို့ပြောတဲ့အခါမှာလဲဇနီးတဲ့ကအေးစစ်စစ်ပဲသဘောတူလိုက်ပါတယ်တနေ့မှာတော့ရောက်ခမနဲ့အငယ်နောင်တို့ဟာဇနီးတဲ့ကိုကားလမ်းပေါ်တွန်းချပြီးတပ်ဖို့ကြိုးစားခဲ့ပါသေးတယ်ကံကောင်းလို့မတည်ပဲစေးုံတင်လိုက်ရတဲ့အခါခင်မုန်းဖြစ်သူကသူ့ကိုကောက်ွယ်ပေးမဲ့အစားမင်းကငါအမေကိုတပ်ဖို့ကြိုးစားလာလားဆိုပြီးဆွဆွဲပါတယ်ဇနီးတဲ့ကခက်တီကြည့်ဖို့ပြောတဲ့အခါခင်မုန်းကဖုန်းကိုလူယူပြီးရဲတွေကိုကျမမိမကစိတ်ယောဂရှိလို့စိတ်ကူးရင်နေတာပါလို့လိန်ပြောခဲ့ပါတယ်အဲ့ဒီနောက်ဇနီးတဲ့ကိုအခန်းမောင်ထဲမှာပိတ်လောင်ပြီးရိုက်နှက်နှိပ်စက်ခဲ့ပါတယ်ဇနီးတီဟာနှလုံးသားတစ်ခုလုံးတိတ်ဆုံးသွားပြီးအပြစ်အလုံးကိုအတင်းအကျပ်ဝန်ခံလိုက်ရပါတယ်ခင်မုန်းနဲ့အငယ်နောင်တို့ကတော့မင်္ဂလာဆောင်ကြီးကိုခန်းခန်းနားကျင်းပခဲ့ကြပါတယ်ကွာရှင်းရမယ့်နောက်ဆုံးရက်မှာခင်ပွန်းကမိခင်နဲ့အငယ်နောင်ကိုခေါ်ပြီးခရီးထွက်သွားခဲ့ကဇနီးတဲ့ကိုတော့ရုံးကိုသွားပြီးကွာရှင်းတာကိုပြန်ရုပ်သိမ်းလိုက်လို့အမိန့်ပေးခဲ့ပါတယ်ဇနီးတီဟာအေးစစ်စစ်ပဲအထုပ်ပိုးတွေတင်ပြီးကွာရှင်းစာချုပ်ကိုခင်ပွန်းစီအရောက်ပို့ခိုင်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူ့ရဲ့တကယ်တည်းမိသားစုကလွတ်လိုက်တဲ့ကားကြီးနဲ့ဒီငရဲရင်းကနေထွက်ခွာသွားပါတော့တယ်ရက်အနေငယ်ကြာမှာခင်မုန်းဖြစ်သူကအိမ်ပြန်ရောက်လာပြီးဇနီးတဲ့နဲ့ပြန်ဆင်ပြေမယ်လို့ထင်နေခဲ့ပါတယ်ဒါပေမဲ့အိမ်ထဲမှာဘာပစ္စည်းမှမရှိတော့ပဲဟာလာဟင်းလင်းဖြစ်နေတာကိုတွေ့လိုက်ရပါတယ်သူပါဆယ်ထုတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကွာရှင်းစာချုပ်ဆိုတဲ့စာလုံးကိုမြင်ပြီးအန်အောမြင်တက်ကအယူတယောက်လိုကြံရစ်ခဲ့ပါတော့တယ်